မြန်မာလက်ဖက်တုပ်ကိုအခုလိုမျိုး presentation ကောင်းကောင်းတရုပ်ပြမှုကောင်းကောင်းလေးနဲ့ fine dining ပုံစံစားတဲ့အခိုက်အတန့်ဖြစ်ပါတယ်ဒီလက်ဖက်တုပ်တစ်ပွဲကိုဘတ်450လက်ရှိမြန်မာငွေနဲ့တွက်ရင်တော့9600ဝန်းကျင်ကျပါတယ်ဘာထူးကြလဲဆိုတော့အခုလိုမျိုးပေါ့နော်မာတဲ့လူကိုတရုပ်ပြမှုလေးလုပ်ပြီးတော့စားရတာဖြစ်ပါတယ်လက်ဖက်နဲ့ဆက်လက်ရွက်နဲ့ကိုဒီလိုစလုံးကြီးထဲမှာတေချာလေးနေတယ်ပြီးရင်အပေါ်ကသူတို့ရဲ့ menu dressing လေးတွေအခုလိုဆန်းပါတယ်ဒါကတော့သူတို့ရဲ့ signature ပေါင်မုံနဲ့လက်ဖက်နဲ့လုပ်ထားတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒါပြီးတော့ဒီပဲပင်ပေါက်အညောင်လေးတွေငုံဦးလေးတွေထည့်ပြီးတော့တမအောင်မှွေလိုက်တာဖြစ်ပါတယ်ပုံမှန်လက်ဖက်တုပ်မှာပါနေကြမဟုတ်တဲ့ ingredient တွေထည့်ပြီးတော့ဒီ fine dining ပုံစံတုပ်ထားတဲ့လက်ဖက်တုပ်ဖြစ်ပါတယ်ဒါဆိုရင်တော့စားစင်စရာအရန်ကောင်းတဲ့ fine dining လက်ဖက်တုပ်လေးရပါပြီ